ဒီမနက်ခင်းမှာကစားခဲ့တဲ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့အယ်ကလာစီကိုပွဲစဉ်ဟာဘောလုံးပရိသတ်တွေတို့စိတ်လှုပ်ရှားစရာကောင်းခဲ့ပွဲတစ်ပွဲထိခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့အလတ်ကတော့ဘာစီလိုနာကရီယယ်မက်ဒရစ်ကို2-9ပြတ်နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲအနိုင်ရလာကြောင်းဘာစီလိုနာဟာလာလီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ပွဲစကလေးကဘာစီလိုနာအသင်းဟာအင်ကွင်းပရိသတ်ကလေးရဲ့အားပေးမှုနဲ့အတူဖိအားပေးကစားခဲ့ပြီးပွဲကိုစကင်ကလေးကထိန်းချုပ်နိုင်ခဲ့ပါတယ်။ပွဲရဲ့ပထမပိုင်းမှာပဲဘာစီလိုနာအတွက်ဦးဆောင်ဂိုးကိုမာကတ်စ်ရက်ရှ်ဖို့ဒ်ကသွင်းယူပေးခဲ့ပါတယ်။ရက်ရှ်ဖို့ဒ်ရဲ့ဂိုးဟာရီယယ်မက်ဒရစ်နောက်ခံလူတွေကိုကြော်ဖြတ်ပြီးလှပစွာသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီဂိုးရောဘာစီလိုနာတို့ပုံမယုံကြည်မှုရှိကစားနိုင်ခဲ့ပါတယ်။ဒုတိယဂိုးကိုလို့ပွဲရဲ့ပထမပိုင်းမှာပဲဖာရင်တိုရက်စ်ကထပ်မံသွင်းယူခဲ့ပါတယ်။ဖာရင်တိုရက်စ်အဂိုးဟာလေအသင်းဖော်တွေရဲ့ကောင်းမွန်တဲ့ပူပေါင်းပါဝင်မှုကနေရရှိခဲ့တာဖြစ်ပြီးရီယယ်မက်ဒရစ်ဂိုးသမားကာဗာဟဲလ်ကောက်ွယ်ဖို့ခက်ခဲခဲ့ပါတယ်။နှစ်ကိုးပြည့်နဲ့ဦးဆောင်နိုင်ခဲ့တဲ့ဘာစီလိုနာဟာပွဲကိုပိုမိုအသာစီးရယူနိုင်ခဲ့ပြီးရီယယ်မက်ဒရစ်ကခြေပယ်ဂိုးတွေရဖို့ခက်ခဲခဲ့ပါတယ်။ရီယယ်မက်ဒရစ်ဘက်ကလည်းခြေပယ်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမဲ့ဘာစီလိုနာရဲ့ခံစစ်ပိုင်းကအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။အထူးသဖြင့်ဘာစီလိုနာရဲ့ဂိုးသမားဟာလည်းအရေးပါတဲ့ကာကွယ်မှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ဘာစီလိုနာဟာရီယယ်မက်ဒရစ်ကို2-9ပြတ်နဲ့အနိုင်ရရှိခဲ့ပြီးလာလီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့တာကြောင့်ပရိသတ်တွေအတွက်မှတ်တမ်းခစ်စေမဲ့ပွဲတစ်ပွဲထည့်ခဲ့ပါတယ်။ဒီပွဲစဉ်ဟာဘာစီလိုနာရဲ့အောင်မြင်မှုကိုပြသလိုက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ဟာလာလီဂါဖလားအတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်ခဲ့တာကြောင့်နှစ်သင်းစလုံးဟာအကောင်းဆုံးပြင်ဆင်မှုတွေနဲ့ကစားခဲ့ကြပါတယ်။ဘာစီလိုနာဘက်ကတော့နီးပြရဲ့နီးဘူးဟာပိုင်းဆိုင်ရာပြင်ဆင်မှုတွေကအထူးကောင်းမွန်ခဲ့ပြီးကစားသမားတွေရဲ့စီးလုံးညီညွတ်မှုကလည်းအနိုင်ရလိုက်ကိုဖန်တီးပေးခဲ့ပါတယ်။အထူးသဖြင့်ကွင်းလယ်ပိုင်းမှာဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့တာဟာဘာစီလိုနာရဲ့အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်ဘက်ကတော့ပွဲအစပိုင်းမှာဘာစီလိုနာရဲ့ဖိအားပေးကစားမှုကိုတန်းပြတ်ဖို့အခက်အခဲရှိခဲ့ပါတယ်။သူတို့ရဲ့တိုက်စစ်ပိုင်းကလည်းဘာစီလိုနာရဲ့ခန်းစစ်ကိုထိုးဖောက်ဖို့ရုန်းကန်ခဲ့ရပါတယ်။ပွဲရဲ့ဒုတိယပိုင်းမှာတော့ရီယယ်မက်ဒရစ်ဟာပုံမဖိုးဖောက်ကစားနိုင်ခဲ့ပြီးမြင်ဂိုးသွင်းခွင့်တွေကိုအသုံးမချနိုင်ခဲ့တာကတော့အထူးအားနည်းချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ရလဒ်ကလာလီဂါရဲ့အမှတ်ပေးစရာကိုလည်းပြောင်းလဲစေခဲ့ပါတယ်။ဘာစီလိုနာဟာဒီအနိုင်ရလဒ်ကြောင့်အမှတ်ပေးစရာရဲ့ထိပ်ဆုံးနေရာကိုခိုင်ခိုင်မာမာရယူနိုင်ခဲ့ပြီးလာလီဂါချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တာကြောင့်ပရိသတ်တွေအတွက်ဂုဏ်ယူစရာကောင်းတဲ့အောင်ပွဲတစ်ပွဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဘောလုံးလောကမှာအယ်ကလာစီကိုရဲ့ဂုဏ်သိက္ခာကိုထပ်မံမြင့်တင်ပေးခဲ့တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတယ်။ကမ္ဘာတော်မှာဘောလုံးပရိသတ်တွေဟာဒီပွဲစဉ်ကိုစိတ်ဝင်စားစောင့်ကြည့်နေကြပြီးပွဲပြီးဆုံးချိန်မှာတော့ဘာစီလိုနာပရိသတ်တွေဟာအောင်ပွဲခံခဲ့ကြပါတယ်။ဒီပွဲစဉ်ရဲ့ရလဒ်ကလာမယ့်ရာသီတွေအတွက်လည်းနှစ်သင်းစလုံးအတွက်သင်ခန်းစာတွေပေးခဲ့ပါတယ်။ဘာစီလိုနာအနေနဲ့သူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားရမှာဖြစ်ပြီးရီယယ်မက်ဒရစ်အနေနဲ့ကတော့နောက်ရာသီအတွက်ပြင်ဆင်မှုတွေပုံမလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဘောလုံးရဲ့လက်ပတ်မှုနဲ့စိတ်လုံခြားမှုကိုပြသတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဘာစီလိုနာရဲ့အနိုင်ရလဒ်ကသူတို့ရဲ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့နီးပြရဲ့ထက်မြက်တဲ့နီးပြဟာတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒီလိုမျိုးပွဲကောင်းတွေကိုဘောလုံးပရိသတ်တွေအနေနဲ့ဆက်လက်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။